MUG တဲ့နိုင်ငံရေးဝင်ကြီးကတဲ့ဂျပန်လွတ်တော်အမတ်များနဲ့တွေ့ဆုံပြီးတော့တဲ့မြန်မာအရေးကိုကျွန်တော်ဆွေးနွေးနေတယ်ကိုသိရပါတယ်လွတ်တော်မှာနော်ဂျပန်လွတ်တော်မှာဒီလိုလားပြင်းရောအဲ့ဒါတိုက်ချုပ်ရေးပြေးဟဲပြေးဟာအောင်ပြေးနိုင်မှာပြေးမယ်ပြေးနိုင်မှာလွတ်မယ်သေမှာပဲပြေးလဲသေမှာပဲဒီမှာနေလဲသေမှာပဲအကုန်လုံးသိမ်းခံရမှာပဲဟုတ်ဘူးလားပြေးလဲသေမယ်မပြေးလဲသေမယ်တိုက်ချုပ်ကြီးရဲ့ပြေးလဲသေမယ်ပြေးလဲသေမယ်တိုက်ချုပ်ကြီးရဲ့တော့ဘောလို့ရှေ့ထက်ဆိုလေပြေးလဲသေမယ်ပြေးလဲသေတော်လိုက်တော့ငါညုံမန်းနဲ့ငါတချင်းနေစုံမိတယ်မင်းတို့လည်းရှောက်ပြီးနောက်ကနေလိုက်ကြတယ်တော့ဘောလို့ဘာတော့ဘောလို့လဲဖေးဟာရတရင်လေးရှိနေတယ်တရင်လေးဒီကမြဝတီမျိုးပေါ့နော်မြဝတီမျိုးပေါ့ဒီ BG ကအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးနောက်တဲ့ထွက်ပြေးသည့်သူတို့အချင်းချင်းပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာထွက်ပြေးတယ်တဲ့ဘယ်သူကဘယ်သူတွေလဲဆိုတော့ကြားပြန်တရုတ်နိုင်ငံသား2ဦး2ဦးကထွက်ပြေးတာကိုသူတို့ပြန်မိတယ်ပြန်ပြီးတော့ဖမ်းဆီးရိုင်းတဲ့စစ်ဆေးရမှာ2ဦးသေဆုံးသွားတယ်ဟေးပြေးလဲတေးမယ်ပြေးလဲတေးမယ်တက်ချုပ်ကြီးရဲ့တော့ဘောလို့ပြေးလဲတေးမယ်ပြေးလဲတေးမယ်တက်ချုပ်ကြီးရဲ့တော့ဘောလို့ဟောတော့တရင်လေးရှိတယ်ဒီကကျတော့ရင်းမပင်ပေါ့နော်ရင်းမပင်ကပ်ရင်းမဖက်နက်ကပြီးတော့မန္တလေးကထွက်တာပဲဟုတ်တယ်ဗျဟိုမိမစည်းလေးလေအဖြူတော်ရင်းမပင်မျိုးလားရင်းမပင်နဲ့ကမ်ဘလူနဲ့ပေါ့နော်တန်တောင်မျိုးနယ်ရှိကျေးရွာများကိုတဲ့စစ်တပ်ကရင်းမပင်နဲ့ကမ်ဘလူနဲ့တန်တောင်နဲ့တော်တော်ဝေးကြတယ်3ခုကိုပေါင်းပြောတာ3ခုလုံးနဲ့3ခုကိုတဲ့ရှိကျေးရွာများကိုစစ်တပ်ကလင်းရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုတဲ့ကိုဝင်းဆောင်အမျိုးသမီး2ဦးအပါဝင်ပြည်သူ4ဦးထိခိုက်ဒဏ်ရာရရှိတယ်အဲ့ဒါကိုပြောချင်တာငါခုစဉ်းစားတယ်ကွာသိလားမတို့ဒီနိုင်ငံတကာကလည်းပြောကြတယ်ကွာဒီ73စီတွေလေရင်စီတွေကိုပိတ်ဆို့ထားတယ်ဆိုပြီးတော့ပြောနေကြတယ်ကွာဟုတ်တယ်ပိတ်ထားပိတ်ဆို့ထားရင်လည်းပြောသေးတယ်ဒီလေရင်နေနဲ့တစ်မျိုးကိုအခေါက်20လောက်မကောက်ဘူးလေရင်နေနဲ့ပြန်တန်းပြီးတော့ဘုံကျတာအဲ့လေရင်စီတွေကပဲရတရုတ်ကြီးစီကဗောတရုတ်ကြီးစီကရတာရုရှားကလည်းခိုးပြီးသွင်းမိတယ်ဟုတ်တယ်ဟုတ်တယ်လေဗျအဲ့ရပဲရတယ်ရှိတယ်ကျန်တဲ့နိုင်ငံတွေကပဲတကဘာလုံးအကုန်သိတယ်နော်ဟုတ်ပါဘာတည်းလည်းမသိရလားငါတို့လည်းမသိတာမဟုတ်ဘူးကွာအဲ့သူတို့အဲ့လိုမျိုးသွားပြီးတော့ဘုံပြစ်ကျဲခိုင်းတာမဟုတ်ဘူးပြေးဖို့စီမရှိမှဆိုလို့ငါပြောနေတာဒါကြတော့တန်းကလေးတင်ပြချင်တာဘုဒ္ဓလင်းပေါ့နော်ဘုဒ္ဓဝါဒကိုကလည်း၄ဝါးနဲ့စော်နေတာထဲအဲ့မှာဒီနောက်ထိသွားတာဘာဘုဒ္ဓလင်းတန်းကလေးဆိုတာဘုဒ္ဓလင်းဘယ်ဘုဒ္ဓဝါဒဟုတ်တယ်ဘုဒ္ဓဝါဒဆိုတော့ထင်တာမဟုတ်ဘူးဘုဒ္ဓလင်းနဲ့ခင်ဦးမျိုးနယ်ရှိတဲ့ကျေးရွာများကိုကျွန်တော်တို့အချမ်းဘတ်စစ်တပ်မရင်းတပ်ချင်းကြတက်မီးရှို့တက်ကားတဲ့လေရင်စက်တက်လေထီးများဖြင့်ခွေးတွေဝက်တွေတက်ခွေးတွေဝက်တွေတက်ခွေးပြေးဝက်ပြေးတက်ကျွဲပြောနေတာတတောင်းစားတက်ဟာကျွဲပြောနေတာလို့ပြောနေဟုတ်ဒီအချမ်းဘတ်စစ်တပ်ကားတဲ့လေရင်စက်တက်လေထီးများဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူတဦးသေဆုံးပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်တောင်းလျှောက်လို့နော်လေအနေနဲ့ပဲဘုံကျဲတယ်ရှာပြီးပေါ်တနာရငင်းစီပြည်သူတွေသေပြီကွာပြည်သူတွေငါစိတ်မကောင်းဘူးကွာဒရမာတွေမချိုးနဲ့အဖလည်းသိမှာပဲပြည်သူကောင်းတန်ခတ်မှာကွာလူစကားလူနေတာပဲလူစကားပြောတာပါဟောဟုတ်လားပြဘာလို့လျှောက်ပြောနေမပြောပါဘူးကွာဟုတ်ပါဘူး तू ကပြောတာလေဒီကတန်းကလေးတင်ပြချင်တာကကနေပြီးနီကနေကောင်းတယ်ကွာဒီကအရန်ကောင်းတယ်သူကဒီပညာကျောင်းသိလားမသိကနီမျိုးနဲ့ကနီမျိုးနဲ့ကပြီးနေတာမဟုတ်ကနီမျိုးနဲ့နော်ကနီမျိုးနဲ့ကပြီးနေတာမင်းကြီးတော့နော်မင်းကြီးတော့ကနီမျိုးနဲ့တဲ့ထောက်ကြံကုန်းကနေနဲ့တော့နီးတယ်ဟုတ်ကပြီးသေးတာဗျကတိပေါ့ဩကနီမျိုးနဲ့ထောက်ကြံကုန်းကျေးရွာအနီးတဲ့ချင်းတွင်းမြင့်စိတ်ကမ်းဟိုတဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြည်သူ2ဦးသေဆုံးပြီးဆက်လေတစည်းမီးလောင်သွားတယ်ဟာသွားပြီအဲ့ဆက်လေးရပါတယ်မတို့ဆက်လေးလားပြည်သူတွေဆက်လေးပြည်သူတွေဆက်လေးပေါ့ပြည်သူတွေရဲ့ဆက်လေးပေါ့ကွာဘာပဲပြောပြည်သူတွေကဒီစားကန်ဖြစ်နေပြီကွာအဲ့ဒါအခုမှသိတာလားကောင်းမရတာဟောကျောင်းဟောတန်းငယ်လေးမင်းအဘောက်ငါအယူရောင်းပြီဘောက်ကတော့ဟေ့မမရိုင်းနေတော့ဦးတောင်စင်25အကုန်တော့မယ်လေအားကြောင့်ပါ4ရက်12လ2025ပေါ့နော်ဟုတ်ပါဘူး25ဆိုရင်ဗမာလိုပြောရင်ပြော2000ဆိုရင်2000လို့ပြောရင်ပြောအဲ့4ရက်12လ2025ရဲ့သေစင်းလေးပြောမှာဟာသေစင်းလေးပြောမှုအဲ့ဒါကိုပို့လေဒီလိုသူလည်းဝေရွေးပါလေအဲ့4ရက်12လ2025မှာကရင်ပြည်နယ်ဖာပွန်ခရိုင်မှာ
16ယောက်သေပါတယ်ဗျ16ယောက်ပါနော်ပဲခူးတိုင်းရေသာရှိမြို့နယ်မှာ9ဦးသေပြီး2ဦးအရှင်ဖမ်းမိပါတယ်ဗျဟုတ်ကဲ့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ2ဦးသေပါတယ်ဗျစုစုပေါင်းသေဆုံးသူရဲ့အရှင်ဖမ်းမိသူရဲ့25ဦးရှိပါတယ်ဗျဒီတိုင်းကိုပြည်သူတွေကလည်းတေးငါတို့ဘက်ကရဲဘော်တွေကလည်းတေးနိုင်ငံတကာကလည်းတက်ချုပ်ကိုလူရမသွင်းဟာဒီပုံစံတိုင်းဆိုရင်လေတက်ချုပ်ဘေးရောက်26ဖြစ်တော်မှာကွာ